ကဲပြပြခက်ခဲနဲ့စပြစီဖြော်နီးကိုအများနဲ့မေးကြတဲ့ customer လေးတွေ debut file လေးမှာစပြစီဖြော်နီးလေးကိုကျွန်တော်ထပ်ပြီးဝင်မျှပေးမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ပထမဆုံးအနေနဲ့ဒီ SL လေး chair ပေါ့နော် chair ကိုကျွန်တော်ဘုံထဲမှာထည့်ပြီးတော့မှကျွန်တော်ဒီလိုမျိုးအဖြူအောင်ဖြစ်တဲ့အထိကျွန်တော်ဒီလိုလေးကြိတ်ပေးရမှာဖြစ်ပါတယ်ခင်ဗျာဒါတော့ကျွန်တော်ဆက်ရှိရင်တော့ဆက်ကလေးနဲ့ chair ပေါ့နော်ဆက်မရှိဘူးဆိုရင်တော့ကျွန်တော်တို့ဒီဒုတ်တန်တို့မပိုက်တန်နဲ့ပေါ့နော်အဲ့လိုမျိုးတခြားလေးမှွေလို့ရပါတယ်ခင်ဗျာကျွန်တော်ဒီလိုချစ်ပြီးသွားပြီဆိုရင်တော့ရေ1လီတာကိုထည့်ပေါ့နော်ရေ1လီတာကိုထည့်ပြီးတော့မှကျွန်တော်ရေနဲ့ chair နဲ့ကိုတခြားလေးတမသွားအောင်ဒီလိုလေးမှွေပေးပါဆက်ရှိရင်တော့ဆက်ကလေးနဲ့မှွေပေါ့နော်ဆက်မရှိဘူးဆိုရင်လည်းပြောတဲ့အတိုင်းပဲဒီဒုတ်တန်တို့ပေါင်းနဲ့တခြားလေးခံခန်းတာလေးနဲ့ဖြစ်ဖို့လိုပါတယ်ခင်ဗျာပြီးတော့ကျွန်တော်ဒီ SN လက်ချောင်းလေးထည့်ပေါ့နော်ဒီ SN လက်ချောင်းလေးကကြတော့ကျွန်တော်အပြင်မှာတော့အရင်တော့ဒုတ်တန်လေးနဲ့ထုပြီးတော့မှလို့ထည့်လိုက်နော်အဲဆို SN လက်အချောင်းမကြေတဲ့ပြဿနာလေးကိုဖြေရှင်းနိုင်မှာဖြစ်ပါတယ်ခင်ဗျာဒါတော့ကျွန်တော် SN လက်ချောင်းဆိုလည်းမလေးမအစ်စ်ကိုပဲကျွန်တော် digital scan အသုံးပြုပါတယ်ပြီးတော့ကျွန်တော် chain နဲ့ SN လက်ချောင်းပေါ့နော်ဒီလိုမျိုးရှည်နဲ့အကုန်လုံးတမသွားတေချာလေးကျွန်တော်တို့မှွေပေးပေါ့နော်3မိနစ်လောက်ချိန်ပေးပြီးတော့မှတေချာလေးတမသွားမှွေပေးပါအကုန်လုံးကျွန်တော်ဆက်နဲ့မှွေလဲဆက်နဲ့တေချာလေးပေါ့နော်အကောင်က chain အနှစ်တွေအကုန်လုံးကြေသွားတဲ့အထိကိုကျွန်တော်ရေလေးနဲ့တေချာလေးတမအောင်လို့ထပ်ပြီးတော့မှွေပေးနော်အကုန်လုံးတမသွားပြီးမြုပ်တွေလည်းအကုန်လုံးထားပြီးဆိုရင်တော့ကျွန်တော်ထည့်ပေးရမှာစားပေါ့နော်ဒါ hit ခွက်ချက်အောင်စားထွက်ဖို့လို့တို့ပဲစက်ပြစီဖြော်တဲ့ခါကျရင်စားထည့်ရပါတယ်ဒါတော့ကျွန်တော် use စားတော့မဟုတ်ပါဘူးကျွန်တော်ဒီ MRS ပေါ့နော်မြာစားဖြစ်ပါတယ်ခင်ဗျာမြာစားကိုကျွန်တော်ဒီလိုထည့်လိုက်တယ်နှစ်တုပ်ခွဲထည့်လိုက်တယ်ပေါ့နော်ဒီလိုစားထည့်လိုက်ပြီဆိုရင်တော့စက်ပြ green type ပုံစံမျိုးဖြစ်လာမှာဖြစ်ပါတယ်ခင်ဗျာဒီမျိုး green type ပုံစံမျိုးဖြစ်တဲ့ဒီကိုကျွန်တော်တေချာလေးပေါ့နော်တမသွားအချိန်ပေးပြီးတော့9မိနစ်10မိနစ်လောက်ကိုအချိန်ပေးပြီးတော့တေချာလေးမှွေနော်အဲဆိုတော့ကျွန်တော်စက်ပြ green type ပုံစံမျိုးဖြစ်လာပါပြီပြီးတော့ဒါကတော့ washing soda ပေါ့နော် washing soda ကတော့ဂျစ်ချူအကောင်းတဲ့အမောင်လေးဖြစ်ပါတယ်ဒါတော့ကျွန်တော်အပြင်မှာပေါ့နော်ဒီလိုခွက်ကလေးနဲ့လို့ထည့်လိုက်မယ်ဒီလိုမျိုးလေးအပြင်မှာဖြော်လိုက်ခြင်းအပြင်ကျွန်တော်စက်ပြစီပေါ့နော်ပို့ပြီးတော့မှကြည်လင်စေတယ်အဲ့လိုမျိုးကျွန်တော်ဒီမှာပြီးတော့ဒီလိုမျိုးပေါ့နော်ဒီခွက်ကလေးနဲ့ပြောင်းထည့်ပြီးတော့မှကျွန်တော်ဒီလိုလေးထည့်လိုက်မယ်ထည့်ပြီးတော့ဒါကတော့ washing soda ဂျစ်ချူအကောင်းတဲ့အမောင်လေးကျွန်တော်ထည့်မယ်ထည့်ပြီးတော့အကုန်လုံးဒီမှာပေါ့နော်တခြားတမအောင်ထည့်ပြီးတော့မှွေလိုက်မှာဖြစ်ပါတယ်ခင်ဗျာဒီလိုမှွေလိုက်ပြီဆိုရင်တော့အဲ့ပေါ်ပေါ့နော်စက်ပြစီကပို့ပြီးတော့လဲကျွန်တော်ဂျစ်ချူအားလဲကောင်းတယ်ပြီးတော့စက်ပြသားလဲပို့ပြီးတော့ကြည်လေးထွက်မှာဖြစ်ပါတယ်ခင်ဗျာဒါကျွန်တော်တို့တေချာလေးပေါ့နော်တမအောင်လို့ကျွန်တော်တို့တေချာလေးမှွေပေးရမှာဖြစ်ပါတယ်ခင်ဗျာမှွေတဲ့အခါကျတော့ကျွန်တော်အချိန်ပေးပြီးတော့မှပေါ့နော်3မိနစ်လောက်အချိန်ပေးပြီးတော့မှတေချာလေးမှွေပေးပါအကုန်လုံးဒါရောတမမှွေတဲ့အထိပေါ့နော်အကုန်လုံးကြည်အောင်မှွေပေးပြီးတော့အကုန်လုံးကြည်သွားပြီဆိုရင်တော့ဒါနောက်တစ်ထပ်ထည့်ရမယ်အယောင်ပါအယောင်ကတော့ကျွန်တော် digital scan မှာကြိုက်တဲ့အယောင်10မျိုးထိရွေးနိုင်ပါတယ်ခင်ဗျာအဝါအပြာအနီစင်ခရမ်းလိမ်မော်ပန်းရအဖြူရောင်ပေါ့နော်ကြိုက်တဲ့အယောင်လေးထည့်လို့ရတယ်အနည်းဆိုရင်ကျွန်တော်အမျိုးပေါင်း50ကျော်လေးရွေးချက်လို့ရပါတယ်ခင်ဗျာဒါတော့ကျွန်တော်တို့ဒီတက်မြအနံလေးကိုထည့်တာပေါ့နော်အသုံးများဆုံးတက်မြန်နယ်လေးကိုကျွန်တော်ဒီမှာထည့်လိုက်မယ်ထည့်ပြီးတော့ကျွန်တော်ဒီမှာပေါ့နော်တေချာလေး green type ပုံစံမျိုးဖြစ်တဲ့ဒီကျွန်တော်ရောင်နဲ့နဲ့နေအကုန်လုံးတမသွားတေချာလေးမှွေပေးပေါ့နော်ဒီလိုလေးအကုန်လုံးတေချာလေးတမမှွေကျွန်တော်ဆက်ရှင်လက်ရှင်လေးတေချာလေးလည်းမှွေပေးဖို့လိုပါတယ်ဒီလိုလေးမှွေပေးပြီဆိုရင်တော့စက်ပြသားလေးပို့ပြီးတော့ကြည်လေးထွက်စီမှာဖြစ်ပါတယ်ခင်ဗျာပြီးတော့ကျွန်တော်ရေထည့်ပေါ့နော်ရေကကျွန်တော်လီတာတွဲပေါ်မူတည်ပြီးတော့ထည့်လို့ရပါတယ်14လီတာတွဲဖြော်မယ်ဆိုရင်တော့ပထမဆုံး1လီတာကိုထည့်နောက်ထပ်ကျွန်တော်ရေ7လီတာထပ်ထည့်ပြီးတော့ထည့်လို့ရပါတယ်ခင်ဗျာဒါတော့14လီတာတွဲဖြော်ခြင်းနဲ့ဆိုရင်တော့အဲ့လိုလီတာတွဲဖြော်ပါနောက်ထပ်တခြားလီတာတွဲကလေးလိုချင်တယ်ဆိုရင်တော့ကျွန်တော်ကိုမေးပေးနော်ကျွန်တော်မေးပေးမယ်ဆိုရင်တော့ကျွန်တော်လီတာတွဲကလေးတခြားလေးပြောပြပေးမှာဖြစ်ပါတယ်ခင်ဗျာဒါတော့14လီတာတွဲကတော့အရောင်းအများဆုံးပဲဆိုတော့အသုံးအများဆုံးပဲဖြစ်တဲ့အတွက်ကြောင့်မလို့အရင်ဆုံး1လီတာထည့်နောက်ဆုံးကျွန်တော်ရေ7လီတာလေးကလေးထပ်ထည့်နော်